ဒီနေ့မှာတော့ TikTok မှာကိုကနေပြီးတော့ဗီဒီယိုတွေကို upgrade တင်ခြင်းနဲ့ဘယ်လိုမျိုးတင်ရမှာလဲဆိုတော့ကိုဒီနေ့ဒီလိုမျိုးလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။တကယ်လို့ကိုရဲ့ TikTok အကောင့်ကို upgrade တင်ပေးခြင်းအပြင်နံပါတ်1တစ်ချက်အနေနဲ့ကိုရဲ့အကောင့်ကိုသုံးတဲ့အခါမှာပေါ်ပါသွက်လက်မှုရှိမယ်။နောက်ထပ်နံပါတ်2တစ်ချက်အနေနဲ့ကိုကနေပြီးတော့ဗီဒီယိုတွေတင်တဲ့အခါမှာ reach မြန်မြန်ရောက်ရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုလေးမှာတော့ TikTok ကို upgrade တင်တဲ့နည်းလမ်းနှစ်ခုကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုတိုင်းက TikTok မှာ upgrade တင်တတ်ခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပြီးပြောချင်ပါတယ်။ဒါပေမဲ့ရှင်းချက်အနေနဲ့ကိုတိုင်းက TikTok ကို upgrade တင်တဲ့အခါမှာနီလန်နှစ်ခုဆိုရင်နံပါတ်1နီလန်ကကြတော့ Google Store တို့ Play Store တို့မှာသွားပြီးတော့ရင် TikTok ကို upgrade တင်လို့ရသလို TikTok ရဲ့ setting ထဲမှာလည်း upgrade တင်လို့ရပါတယ်။ဒါကြောင့်မလို့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ TikTok ရဲ့ setting ထဲမှာဘယ်လိုမျိုး upgrade တင်ရမှာလဲဆိုတော့ကိုသွားပြီးတော့ကြည့်ကြရအောင်ကိုသွားပေးပါ။ TikTok ထဲကိုရောက်ပြီဆိုတာနဲ့ profile ထဲကိုသွားပေးပါ။ profile ထဲကိုရောက်ပြီဆိုတာနဲ့ဒီမှာပေါ့နော်ဒီအပေါ်ဆုံးမှာရှိရဲဒီမင်းချောင်းသုံးချောင်းလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်။မင်းချောင်းသုံးချောင်းလေးကိုနှိပ်ပြီးပြီဆိုရင်တော့ဒီမှာ stay and privacy တဲကိုသွားပေးရမှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ကိုကအကောင့်ကို upgrade မြင့်မှာဖြစ်တဲ့ကြောင့်မလို့တနည်းအားဖြင့်ပြောရမယ်ဆိုရင် upgrade မြင့်နေဆိုတာကကိုယ့်ရဲ့အကောင့်ထဲမှာရှိနေတဲ့အရာတွေအားလုံးကိုတန်ရှင်းရေးလုပ်လိုက်တယ်ပြီးသွားပြီဆိုရင်အဲ့ဒီဗီဒီယိုကိုနောက်ထပ်ပေါ့နော်ဘာချင်းအသစ်မြင့်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ TikTok အကောင့်ထဲကတော့ကိုယ့်ရဲ့ TikTok ထဲမှာပေါ့နော်ကိုကြည့်ထားတဲ့အရာတွေအားလုံးကို upgrade တန်ရှင်းရေးလုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် free ad space ဆိုတာလေးရှိပါတယ်။ဒီ free ad space ဆိုတဲ့ကလုတ်ကလေးကိုနှိပ်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင်ဒီ clear ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါဒီ clear ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပေးခြင်းအပြင်ဘာတွေရရှိလာနိုင်မလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကိုဆိုလို့ရှိရင်တခါတလေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ထဲမှာဆိုရင်ကိုကကြည့်ထားတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအရာတွေကိုကိုက clear လုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့အကောင့်ကိုတက်လွယ်ပြီးတော့ပေါ်ပါစီမှာဖြစ်ပါတယ်ကိုယ့်ရဲ့အကောင့်ကိုတက်လွယ်ပြီးတော့ရင်ကိုတိုင်းကသုံးဆွဲတဲ့အခါမှာ internet လိုင်းကောက်မှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒါ तू ကရော့ချပေးမှာပေါ့နော်ဒီလိုမျိုးကိုကနေပြီးတော့တပတ်ကိုတစ်ခါဒါမှမဟုတ်တစ်နေ့ကိုတစ်ကြိမ်လုံးနိုင်နေဆိုရင်ပို့ပြီးတော့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့ကိုတစ်နေ့ကြည့်ထားတဲ့ဗီဒီယိုတွေကိုကြည့်ထားတဲ့ကိုပေးထားတဲ့ like တွေ comment တွေဒီလိုမျိုးတွေရှိတယ်။အဲ့ဒီအခါမှာဆိုရင်ကိုကဒီလိုမျိုးတစ်နေ့တစ်ခါတန်ရှင်းရေးလုပ်ပေးခြင်းအပြင်ကိုရဲ့ internet လိုင်းကောင်းမယ်ပြီးသွားပြီဆိုရင်ကို TikTok ကိုသုံးတဲ့အခါမှာလည်းပေါ်ပါတော့လက်စီမှာရှိပါတယ်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနီလန်းလေးကိုသုံးလိုက်ပါဒါကတော့ TikTok မှာ upgrade တင်တဲ့နီလန်းလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့ TikTok နဲ့ပတ်သက်ပြီးတော့နောက်ထပ်သိချင်တဲ့အကြောင်းအရာရှိသေးတယ်ဆိုရင်လည်း comment မှာရေးလာခဲ့ပြပါဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့တော့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်